တယောက်နဲ့တယောက်မတက်အောင်ဂုံးမတိုက်နဲ့အဲ့တယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်တယ်နောက်ဘဝကြာလို့ရှိရင်လည်းသားနဲ့ကွယ်မယားနဲ့ကွယ်အချင်းချင်းရံဖြစ်လို့မိသားစုအတွင်းဘယ်တော့မှမတက်အဲ့ကိုပြဿနာတွေလည်းမရှိဘူးလားတချို့အိမ်တော်တွေအဲ့ဒါမျိုးရှိတယ်နော်ဒီနေ့နေမတက်အောင်လုပ်ခဲ့တဲ့အတွက်ကြောင့်သူ့တဲ့တဲ့လူလည်းတယောက်အောင်မရှိဘူးအမြဲတမ်းကွဲပြဲနေတာပဲဟောကံရဲ့ပုံရိပ်တွေလာနေတာအမြဲတမ်းအဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်သူကတယောက်နဲ့တယောက်ကွဲအောင်မတိုက်ဘူးကွဲနေတဲ့ပုဂ္ဂိုလ်တောင်မှစိစံစကားပြောပေးတယ်ညီညွတ်အောင်လုပ်ပေးတယ်ညီညွတ်တဲ့ပုဂ္ဂိုလ်တွေပိုးညီညွတ်အောင်လုပ်တယ်တယောက်နဲ့တယောက်မတည့်တဲ့အပြောမျိုးဆိုရှောင်းနဲ့တဲ့အောင်လုပ်ပေးဂုံးတိုက်တဲ့စကားပြောလို့ရှိရင်အပင်ငယ်ရဲ့ကြတဲ့အပြင်လူဖြစ်လာရင်လည်းမကောင်းတဲ့ပုံရိပ်တွေပေါ်လာတာပဲ